ကြားတဲ့ချစ်စောတငယ်ချင်းတွေဖြစ်သွားကြတဲ့ဘင်ငန်းကြားပေါက်လေးတစ်ကောင်ကမျိုးမတူတဲ့တတ္တဝါတစ်ကောင်နဲ့တငယ်ချင်းဖြစ်ခဲ့ပါတယ်။ငယ်ငယ်လေးကတခြားသူတွေကိုအနိုင်ကျင့်တတ်တဲ့အကျင့်ရှိတာကြောင့်ကစားဖော်ရဲ့ရှောင်ပယ်ခြင်းကိုခံခဲ့ရပြီးကြားပေါက်လေးမှာတငယ်ချင်းရလို့မရှိခဲ့ပါဘူး။ဒီရက်မှာဘင်ငန်းလေးတစ်ကောင်ကမမျှော်လင့်ပဲကြားပေါက်လေးရဲ့လောင်ရီလေးကိုရောက်လာခဲ့ပါတယ်။ဘင်ငန်းကလည်းကြားကိုမကြောက်ခဲ့ပဲအနိုင်ကျင့်တတ်တယ်လို့ကြားကတော့ထွက်ပြေးခဲ့ရပါတယ်။အဲဒီလိုနဲ့ကြားနဲ့ဘင်ငန်းတို့ကတငယ်ချင်းဖြစ်ခဲ့ကြပြီးဘင်ငန်းနိုင်ကျင့်တာကိုခံရင်ရက်တန်ကြားအတူတူနေခဲ့ပါတယ်။နေရာမှာတော့စော်ရင်ကနေကြားကဘင်ငန်းရဲ့လေပင်ကိုကိုက်မိသွားခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့တလိပ်ဆိုင်ယုံဆောင်ကဘင်ငန်းကိုစားဖို့လုပ်နေတယ်လို့ထင်ပါခဲ့ပြီးဘင်ငန်းကိုတခြားနေရာပြောင်းလိုက်ပါတယ်။ဒူဒီတော့တငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့ကြားကလေးဟာစိတ်တက်တွေကြနေခဲ့ပြီးစားလည်းမစားတော့လို့သူ့ရဲ့တငယ်ချင်းကိုခေါ်သွားကြမလားဆိုပြီးတလိပ်ဆိုင်ယုံမှုကိုပုံငေါ့နေခဲ့ပါတယ်။ကြားငယ်လေးကိုကြည့်ရင်စေမကောင်းဖြစ်ခဲ့ရတဲ့တလိပ်ဆန်မှုဟာနောက်ဆုံးတော့ဘင်ငန်းကိုပြန်ခေါ်လာပေးခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကြားနဲ့ဘင်ငန်းတို့ကချစ်စောတငယ်ချင်းတွေဖြစ်ကြီးတာနဲ့ဒီပြပြရှင်းရှင်းနေလာခဲ့ကြပါတယ်။ကြားကအကောင်သွားသလိုကိုဝါများစွာရှိပေမဲ့ဘဲငန်းအနိုင်ကျင့်တာကိုအရင်ခံနေရစေပါပဲကြားရဲ့တကယ့်ကိုဝါအစွမ်းတတိဘလောက်ရှိသလဲဘဲငန်းကတော့လုံးဝမသိခဲ့ပါဘူးတစုံပြတ်ကိုချင်းပြီးသွားတဲ့အခါသူပြောပါစေဆိုတဲ့စိတ်ဆန္ဒလေးရေးထားပြီးတော့တချို့ຢာတွေကိုဖုံးကွယ်ထားတာမျိုးပါဒါကပြောညံ့ရင်မဟုတ်ပါဘူးနူးညံ့တဲ့မေတ္တာတရားပါ